Facebook ကိုပဲဖွင့်ဖွင့် TikTok ကိုပဲဖွင့်ဖွင့်ကိုတင်ငယ်သွားရတယ်လို့မိတ်ဆွေတို့ခံစားဘူးလားဘသူပဲကြည့်လိုက်ဟာဟိုလူကတော့အောင်မြင်နေပြီငါပဲကြံတော့တာဟာဟိုလူကတော့ချမ်းသာနေပြီငါပဲကြံတော့တာယောက်ကြီးဟိုလူတွေကတော့ပျော်ရွှင်နေရတာဟာငါပဲမပျော်ရွှင်ရတာဟိုလူတွေကတော့အဆင်ပြေနေပြီငါပဲအဆင်မပြေတာစသဖြင့်မို့အဲ့လိုအတွေးတော်တော်များများဟာလူတော်တော်များများရဲ့စိတ်ထဲမှာဝင်နေပါလိမ့်မယ်TikTokပေါ်မှာလဲကားတွေစီးပြတိုက်တွေဆောက်ပြနော်အိမ်တွေဝဲကားတွေဝဲပတ်စံတွေဝဲရွှေတွေဝဲငွေတွေဝဲစသဖြင့်မို့အဲ့လိုသုံးပြုံးပြနေတဲ့လူတစိုးကလည်းရှိကိုရှိတာအဲ့တော့လူတွေကြားထဲမှာကအတွေးတွေကဝင်လာတယ်နိုင်ငံရဲ့ချမ်းမှာလည်းဒီလိုကိစ္စမျိုးတွေဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီလိုကိစ္စမျိုးတွေဖြစ်တယ်အခုလို့ကျွန်တော်တို့လူတွေကြားထဲမှာအရင်တော့က Facebook သုံးတဲ့ခေတ်တုန်းကဗျာ Facebook ပေါ်မှာကျွန်တော်တို့ကြိုက်တဲ့သဘောကျတဲ့မင်းသမီးဒါမှမဟုတ်ကျွန်တော်တို့ကြိုက်တဲ့နော် vlogger လောက်ကိုပဲကျွန်တော်တို့ကfollow လုပ်ထားမှမြင်ရတာ TikTok ကကြတော့အဲ့လိုမဟုတ်တော့သူ့ရဲ့ algorithm အရာကျွန်တော်တို့ကနေ့စဉ်သတင်းစီးဆင်းမှုဟာတအားမြင်နေကျွန်တော်သိကျင်သည်ဖြစ်စေမသိကျင်သည်ဖြစ်စေတစ်ဖက်ကကျွန်တော်တို့ဒီ post ကိုတင်လိုက်တဲ့သူဟာသူ့ရဲ့ post ကလူကြည့်များလေကျွန်တော်တို့ရှိရောက်လာဖို့ chance ကများလေပဲပြောရင်တော့ for your page လို့ခေါ်တယ်ကျွန်တော်တို့ရဲ့ FYP ပေါ်တက်လာဖို့အခွင့်အရေးကပုံများတယ်ဒါကြောင့်မလို့ TikTok ကိုသုံးတဲ့သူတော်တော်များများကနော်တခြားသောသူတွေရဲ့စားနေတောက်နေတာတခြားသောသူတွေသုံးနေဆွဲနေတာတခြားသောသူတွေကျွန်တော်တို့ဝယ်နေချမ်းနေတာကိုတွေ့ရင်အငယ်သွားတတ်တယ်တိမ်ငယ်သွားတတ်တယ်ဒါတွေကမဖြစ်မနေကြုံရမယ့်ကိစ္စပါကိုဘလောက်စူးစမ်းငါတို့လိုမဖြစ်လာပါဘူးကွာကိုဘလောက်စူးစမ်းငါတို့လိုဖြစ်နိုင်ပါမလားဆိုတဲ့အတွေးတွေဒွိဟစိတ်တွေကလည်းဝင်လာနိုင်ပါတယ်အိန္ဒိယဘင်္ဂလားဒေ့ရှ်နီပေါစတဲ့နေရာတွေမှာလည်းဒီလိုလူဒန်းစားကွာဟတဲ့နိုင်ငံတွေမှာလည်းကျွန်တော်တို့ဒီလိုပြဿနာမျိုးတွေကြုံရပါတယ်တာမန်နိုင်ငံတွေဂျပန်တို့ကိုရီးယားတို့ဆိုလို့ရှိရင်ကျွန်တော်တို့လူဒန်းစားကွာဟမှုကတိတ်မသိတာဒါပေမဲ့ကျွန်တော်တို့လိုနိုင်ငံမျိုးတွေကျန်တဲ့ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံမျိုးတွေမှာကျတော့လူဒန်းစားကွာဟမှုကတအားသိတာတဲ့အတွက်အဲ့လိုမျိုး feeling တွေဟာလူငယ်တွေတော်တော်များများရဲ့ရင်ဘတ်ထဲကိုဝင်ကုန်ကြတယ်အဲ့တော့တစ်ခါလေမှလည်းစူးစမ်းအားထုတ်ပြီးတော့တိုးတက်သွားတဲ့လူငယ်တွေရှိသလိုတစ်ခါလေမှလည်းကျွန်တော်တို့အစင်မပြေဖြစ်သွားတယ်နော်ဘဝကိုအရှုံးပေးသွားတယ်လက်မြောက်သွားတဲ့လူငယ်တွေလည်းရှိတယ်ဒါတွေဟာ social media ရဲ့ကောင်းတဲ့အချက်မကောင်းတဲ့အချက်ရောထွင်းနေတဲ့ပြဿနာတစ်ခုပဲတစ်ခါလေမှလူတွေက social media ကိုသုံးတယ်ဆိုတော့သူတို့မှလည်းအခွင့်အရေးရှိတယ်โอเคငါဝယ်ထားတာကွာငါတင်မှာပေါ့โอเคငါပြောနေတာကွာငါတင်မှာပေါ့သူတို့ကမတင်နဲ့လို့လည်းပြောလို့မရဘူးအဲ့တော့ကျွန်တော်တို့မှာကန့်သက်ချက်ကတစ်ခုပဲရှိတော့တယ်အဲ့တော့ကျွန်တော်တို့က social media ကိုသုံးတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတွေးကိုယ့်ရဲ့အယူဆတွေကိုပြင်ဖို့လိုပါတယ်အခါလေးမှာကျွန်တော်တို့ဟာ social media ကိုသုံးပြီး social media ထဲမှာပဲ virtual life ထဲမှာပဲပျော်မွေ့နေရင်တကယ် real life ကိုကျွန်တော်တို့ပျောက်သွားနိုင်ပါတယ်အဲ့တော့တစ်ခါလေးမှာကိုယ့်ရဲ့ဘဝမှာခံစားတတ်ဖို့လိုပါတယ်အဲ့တော့အရင်မြင့်မားတဲ့သူတွေကို like ကြည့်နေတာထက်ကိုနဲ့ level သူတွေကိုထက်နှိမ့်ကြတဲ့သူတွေလည်းရှိနေသေးတယ်ဆိုတဲ့အတွေးကိုဝင်ဖို့လိုတယ်ဒါကကိုယ့်ရဲ့တွမ်းမဲ့ဇွဲနော်စူးစမ်းမဲ့လုံလအားထုတ်မှုတွေကိုရှော့ခိုင်းတာမဟုတ်ပါဘူးတခါလေးမှာတချို့သောစိတ်တွေကခွန်အားဖြစ်စေပေမဲ့တခါဒီမှာတချို့သောအတွေးတွေကကျွန်တော်တို့ကိုခွန်အားရော့စေပါတယ်ဒါတွေကိုသိဖို့လိုပါတယ်အဲ့ဒါကြောင့်မလို့တခါလေးမှာ social media ကိုလည်းမိတ်ဆွေတို့အချိန်နဲ့ပြန်ပြီးသုံးကြည့်ပါပြီးလို့ရှိရင်ပြင်ပမှာလက်တွေ့လောကမှာမိတ်ဆွေတွေဖွဲ့ကြည့်ပါဘော်ဒါပေါင်းတွေဖွဲ့ကြည့်ပါမိတ်ဆွေတပည့်ဆိုင်မှာဘော်ဒါတွေနဲ့မသွားတာဘယ်လောက်ကြာပြီလဲမိတ်ဆွေတို့အပြင်မှာထွက်ပြီးတော့နော်ကျွန်တော်တို့မိသားစုနဲ့အတူတူထမင်းမစားတာဘယ်လောက်ကြာပြီလဲမိတ်ဆွေတို့တငယ်ချင်းတွေနဲ့အတူတကွနော်မျက်နှာချင်းဆိုင်ပျော်ပျော်ရွှင်ရွှင်ကြီးစကားမပြောရတာဘယ်လောက်ကြာပြီလဲအဲ့ဒါလေးလုပ်ကြည့်ပါပြီးလို့ရှိရင်ကောင်းငင်မှာကောင်းငင်ကြီးရှိနေတယ်နော်အကယ်၍များကိုယ့်ရဲ့အနည်းနဲ့ပတ်ဝန်းကျင်မှာမြစ်ချောင်းလေးတွေအင်းအိုင်လေးရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့နော်တပင်းကြီးရှိမယ်ဆိုဒီသဘာဝအလှတွေကမိတ်ဆွေလည်းညီတူညီမျှခံစားနေရပါတယ်မိတ်ဆွေလည်းဒီကဘာပေါ်မှာတည်ရှိနေပါတယ်မိတ်ဆွေလည်းဒီကဘာပေါ်မှာဖြစ်တည်နေပါတယ်အဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ real ဖြစ်မှုကျွန်တော်တို့ကိုယ်တိုင်က reality ဆိုတာကိုပြန်ခံစားရလာနိုင်ပါတယ်ဒါကြောင့်မလို့အိမ်ထဲမှာပဲအောင်းနေပြီးတော့နော်အလုပ်နဲ့အိမ်နဲ့အလုပ်ပြီးရင် Facebook TikTok စတဲ့အပေါ်မှာပဲအချိန်ကုန်နေပြီးတော့ဘဝကိုငင်းဝင်နေတဲ့အစားကျွန်တော်တို့ပျော်ရွှင်ရာအလုပ်တွေကိုလုပ်ကြည့်ပါအကယ်၍မိတ်ဆွေတချင်းလေ့ကျင့်နေတယ်တချင်းသင်နေတယ်နော်တချင်းဆိုကျင့်နေတယ်ရတယ်ကျင့်
နော်ဂီတာတီးတင်ခြင်းနဲ့သွားတင်နော်ပတ်စံလေးစုဂီတာတီးတင်ဒါမှမဟုတ်လို့ရှိရင်မိတ်ဆွေဘာလုပ်ချင်လဲအဲ့မိတ်ဆွေဝါသနာပါတဲ့အရာတစ်ခုကိုမိတ်ဆွေအားထုတ်ကြည့်ပါအဲ့တော့ social media ဒီလူတချို့အတွက်တော့ဒါဟာတကယ်ကိုအခွင့်အလမ်းကောင်းမှန်ပေမဲ့ကိုယ့်အတွက်အခွင့်အလမ်းကောင်းဟုတ်ပါမလားဆိုတာလည်းတွေးကြည့်ပါဖြစ်နိုင်ရင်တော့ဗျာကျွန်တော်တို့ဒီsocial media ပေါ်မှာပတ်စံရှာတဲ့သူတော့ဖြစ်စေချင်တာပေါ့နော်ကျွန်တော်တို့မှ solopreneur တွေဒါမှမဟုတ်လို့ရှိရင်လည်းနော်ကျွန်တော်တို့ဒီနော်ဒီ entrepreneur တွေနော်ဒီ social life ပေါ်မှာပဲကျွန်တော်တို့ YouTuber တွေနော် TikToker တွေစတာတွေလောက်တာပြီးတော့မဲဆွေတို့digital nomad တွေဖြစ်လာတာကိုကျွန်တော်တို့ပို့ပြီးတော့ဝမ်းသာပါတယ်ဒါပေမဲ့လည်းပဲတစ်ခါတလေမှာတချို့သောအရာတွေကအရန်ကိုနော်ဖြစ်ဖို့အတွက်အခက်အခဲရှိနေပြီဆိုလို့ရှိရင်လေမိမိရဲ့ real life လေးကိုလည်းခန်းစားကြည့်ရင်လည်းမှာပျော်ရွှင်ခြင်းနဲ့ဖို့ကောင်းတယ်ဆိုတာမြင်စေချင်ပါတယ်ဘာလို့ဆိုတော့ပျော်ရွှင်မှုအသေးလေးတွေကနေတဆင့်ကြီးမားတဲ့ပျော်ရွှင်မှုတွေရလာဖို့အတွက်ကိုလမ်းကြောင်းပွင့်သွားပါလိမ့်မယ်လမ်းကြောင်းဖွင့်သွားပါလိမ့်မယ်တခါလေမှာကန်ဆိုးမှသွားလိရမိုးလိုက်လို့ရွာဆိုတဲ့စကားလုံးဒီကိုဖိတ်ခေါ်တဲ့အရာကိုရှိရောက်လာတာကိုညွန်ပြထားတယ်လို့ပဲကျွန်တော်မြင်ပါတယ်ကိုကပျော်ရွှင်နေပျော်ရွှင်မှုတွေကိုရှိလာလိမ့်မယ်ကိုကစိတ်ညစ်ပြီးတော့ကိုဝမ်းနေနေမယ်ဆိုရင်ပို့ပြီးတော့ဝမ်းနေဖို့ပို့ပြီးတော့အားငယ်ဖို့ပို့ပြီးတော့တိမ်ငယ်ဖို့ကောင်းတဲ့အရာတွေပဲမိတ်ဆွေဘေးနာရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့တော့ကျွန်တော်တို့မိတ်ဆွေတို့ရဲ့ social media နဲ့ပတ်သက်တဲ့အတွေးခေါ်လေးတွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုမိတ်ဆွေတို့ကြည့်ချင်နေဆိုရင်တော့အရာဒီ business center Facebook YouTube နဲ့ TikTok စာမျက်နှာတွေပေါ်မှာရှာဖွေကြည့်ရှုလို့ရပါတယ်ကျွန်တော်ရဲ့မိုးဝေရဲ့မြန်မာအရာဒီ business center ရဲ့ founder ဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်